ဦးနာအဆောင်နေပတ်လျှောက်လမ်းလျှောက်ဟုတ်တယ်မှာလမ်းလျှောက်နေဘာသွားတွေ့လဲဆိုကိုပထမထင်ထားတဲ့လမ်းကတော့ဝေးပတ်လျှောက်ပေါ့နော်ဝေးပတ်လျှောက်ရတယ်နောက်မှရှောင်းရှောင်းနဲ့ဒီလျှောက်တာများလာတော့ဒီနားလေးကဖြတ်လန်းလေးပဲဒီနားလေးကနည်းနည်းလေးလျှောက်လိုက်လို့ရှိရင် effort လဲကျွန်တော်သိပ်မကုန်ဒါပေမဲ့လိုချင်တဲ့နေရာလဲတန်းရောက်သွားတယ်အချိန်နဲ့သက်သာအောင်ဒီလိုလဲသွားလို့ရပါလားတခါကျရင်လုပ်ငန်းတွေလည်းအတိုင်းဒါကျရင်ကိုကတော့လုတ်တယ်အားကျိုးမှန်တယ်လုတ်တယ်ပင်မလုတ်တယ်အချိန်ကြီးအများကြီးပေးပြီးလုတ်တယ်အနေမညာမလုတ်တယ်reset တစ်ခုရတယ်တချို့ကြတော့လေနီးလန်းလေးသိလိုက်လို့ရှိရင်ကိုရတဲ့ reset ဟိုခဏလေးနဲ့ရသွားတဲ့သူတွေရှိတယ်ကျွန်တော်နောက်ပိုင်းအဲ့ဒါလေးမြင်လာတချို့သောလုပ်ငန်းတွေအတွက်နီးလန်းနေရလမ်းတူလေးပေါ့နော်အခုနောက်လို့ဆိုလို့ရှိရင်တကယ်လမ်းကိုဟိုလိုချင်တဲ့နေရာရောက်မဲ့ဒီဖြတ်လန်းလေးရှိတယ်ဖြတ်လန်းလေးတော့မဟုတ်ပါဘူးလမ်းတူပေါ့တကယ်ထိထိရောက်နေရောက်မဲ့နီးလန်းလေးတွေအများကြီးရှိတယ်ရန်လည်းမပင်ပန်းဘူးအချိန်လည်းရိုင်းမကုန်ပြီးလိုချင်တဲ့နေရာကိုလည်းဆက်ဆက်မြဲမြဲရောက်တယ်အဲ့လိုမျိုးလေးအများကြီးရှိတယ်လုပ်ငန်းတွေမှာ